မင်္ဂလာပါရှင်အခုဒီနေ့မေးထားတာဒီနေ့ဖြေပေးမှာကြတော့လေဒီ comment လေးတစ်ခုတွေ့လို့ပါतू ကတရွတ်နဲ့ပေါ့နော်ကျမနားလည်လိုက်တာက तू မေးတာပေါ့နော်တရွတ်နဲ့ဒီမှာတရွတ်ချန်ချင်းဆိုတဲ့ဒီ plaster ပေါ့နော်ဒါတရွတ်ချန်ချင်းဆိုတာကြတော့ plaster လုပ်ငန်းနော် plastery ပေါ့အုတ်နေရကိုချောကင်နေဒီတရွတ်ကိုဗမာသုံးလဲပေါ့နော် तू ကနည်းနည်းလေးရောနေလို့ဖြစ်ပါလိမ့်မယ်နော်ကျမဒါလေးကိုဒီမှာပြန်ဖြေပေးမှာပါplaster ကြတော့အချောကင်တဲ့နေရာမှာသုံးတာမှန်ပါတယ်အုတ်တွေကိုချောကင်တဲ့အခါမှာအုတ်နေရံတွေကိုအဲ့တော့ကျမတို့ကဒီမှာရှင်းကြည့်မယ်ပေါ့နော်ဒီမှာရှိတဲ့နံပါတ်2နဲ့ကျမတို့ဒီနံပါတ်1ကိုအရင်ကြည့်မယ်ပေါ့နော်နံပါတ်1မှာဆိုရင်3/4ဆိုတော့3/2ရှိတယ်ရှိပြီးတော့1နှစ်ချိုး1 2ချိုးနဲ့ရေခံဘီလက်မြေတရွတ်ကြံချင်းဆိုတော့ဘီလက်မြေဒီဟိုပါပေါ့เนาะကျွန်တော် plaster ကင်မယ်ပေါ့เนาะဆိုရင်ကုံမဲ့ဘီလက်မြေက324အင်ပါမိုကဒါရေလုံဈေးက16.2ရေလုံဈေးသုံးမယ်ဆိုရေလုံဈေးပါမယ်နောက်ခါကျတော့သဲပယံပါမယ်လှုပ်သားပါမယ်ကျန်တဲ့အထွေထွေကုန်ညာစိတ်ပါမယ်ပေါ့เนาะအဲ့တော့သူ့ကိုတွက်တဲ့ဒီ rate နှုန်းကဘာမှမူတည်ရလဲဆိုတော့112ရန်ပေမှာမူတည်ပါတယ်ပေါ့နော်အဲ့တော့အချောကင်တဲ့အခါမှာကျမတို့ကဒါကကျတော့2ရန်ပဲထားပါတော့နော်ဒါအုတ်2ရန်ဆိုရင်အုတ်2ရန်ရဲ့ဒီအကျယ်ကနော်ကျမတို့ဥပမာ10ပေရှိမယ်ပေါ့နော်သူ့ရဲ့ဒီ2ရန်ရဲ့အမြင့်က6ပေရှိမယ်ဆိုရင်ဘာပဲတွက်လဲဆိုတော့10နဲ့9နဲ့ပဲမြောက်တယ်အလျားနဲ့အနံနဲ့ဒါကအလျားဒါကကြတော့အမြင့်အလျားနဲ့အမြင့်နဲ့မြောက်ရင်ဘာရလဲဆိုတော့ area ရတယ်6လီဆိုတော့82စတုရန်ပေအဲ့ဒီခါကျတော့သူကဘယ်ပေါ်မူတည်လဲဆိုတော့အလျားနဲ့ဒီအမြင့်ပေါ့နော်စတုရန်ပေ area ပေါ်ပဲမူတည်ပြီးတွက်တာသူကဒူးတယ်မပါဘူးပေါ့နော်ဒီဟာကကြတော့ဒီမှာရှိတဲ့တရွတ်ကြံချင်းဆိုရဲဒီ plastery ရဲ့အောက်မှာရှိတဲ့ဒီနှုံးတွေကိုတွက်မယ်ဆိုလို့ရှိရင်သူက area ပေါ်မူတည်တွက်တယ်ဒီဘက်ကတရွတ်ကကြတော့သူလည်းတရွတ်ပါပဲအမှန်တော့မော်တာပေါ့နော်အပြင်မှာခေါ်ရတော့မဆလာပေါ့အုတ်နေရချောကင်မယ်ဆိုလဲမဆလာဖြော်ရတာပဲပေါ့နော်ကြောက်မပါဘူးဘီလက်မြေနဲ့သေးနဲ့ဖြော်တယ်ဒီမှာဆိုလဲသူ့ရဲ့နှုံးက1နှစ်1 2ဘီလက်မြေတရွတ်ပေါ့နော်ဆိုလို့ရှိရင်ဘီလက်မြေကုံတာပါမယ်သဲပါမယ်တရွတ်ရောဆက်လုပ်တာပါမယ်သူ့မှာဘာမပါဘူးဆိုတော့ပယံမပါဘူးเนาะဘာလို့ဆိုတော့ဒီဟာကိုဒီ1 2ချိုးနဲ့ရှိတဲ့ဘီလက်မြေကိုဖြော်ဖို့အတွက်ပဲအဲ့တော့သူ့ရဲ့နှုံကဘယ်ပေါ်မူတည်လဲဆိုတော့ဒီမှာ100ကုဘပေပေါ်မူတည်တယ်ပေါ့နော်ကုဘပေကကြတော့ဘာလဲဆိုတော့အလျားရယ်အနံရယ်အမြင့်ရယ်မြောက်တာမဟုတ်လို့သူကဒူးတယ်ပေါ်မူတည်တွက်တာအဲ့တော့ဒူးတယ်နဲ့တွက်ရမယ်ဒီမဆလာဖြုံမဲ့လုပ်ငန်းတွေဆိုလို့ရှိရင်ကျမတို့ကဒီမှာရှိတဲ့ဒီနံပါတ်2ဖြစ်တဲ့တရွတ်လုပ်ငန်းရဲ့အောက်မှာရှိတဲ့ item တွေကိုယူပြီးတော့မျိုးစားတွေကိုယူပြီးတွက်လို့ရတယ်เนาะအဲ့တော့အမျိုးစားမတူပါဘူးပေါ့နော်သူကကြတော့သူကဘီလက်မြေရဲ့တဲရဲ့ကိုအချိုးကြရောမယ်ရောတဲ့လုပ်သားပဲပါမယ်သူ့ကိုပြန်ပြီးသုံးမယ်ဒီပယံဆရာပေါ့နော်သူ့ကိုသုံးပြီးအလုပ်လုပ်မဲ့ပယံဆရာမပါဘူးသူကကြတော့နော်ဒါကကြတော့မဆလာဖြော်ဖို့အတွက်ပဲသူကဘယ်ပေါ်မူတည်တွက်လဲဆိုတော့ကုဘပေါ်ပဲမူတည်တယ်သူနဲ့တူတူပေါ့1 2ဒီဘက်ကရှိနေတဲ့ plaster ပေါ်ကိုကြည့်မယ်ဆိုရင်သူကသူ့ရဲ့ဒုက9မူတုလှုပ်ချင်တယ်ဒီမှာဒုပါပြီးသားပေါ့နော်ဒီမှာကြတော့ဒီမှာ1 2အတွက် plaster အချောကင်မယ်1 2ချို့ကိုသုံးပြီး plaster အချောကင်မယ်ဆိုတော့100ကုဘပေ112ရန်ပေရော area ပေါ်မူတည်တွက်မှာเนาะအဲ့ဒါကြောင့်ဒီမှာဘီလက်မြေပါမယ်သဲပါမယ်ပယံပါမယ်လှုပ်သားပါမယ်เนาะဒီဘက်ကတရွတ်ပုံစံဒုတွေကကြတော့ကျမတို့ဥပမာပေါ့နော်ကြောက်မသုံးဘူးဥပမာကြမ်းမြင်လေးပဲဖြစ်ဖြစ်နောက်ကျမတို့ဒီမှာဟိုတော့ပီပေါ့เนาะတော့ပီလောင်းတဲ့ပုံစံမျိုးဆိုလဲသုံးလို့ရတယ်အဲ့မျိုးဆိုရင်သူ့ရဲ့ဘာရှိမလဲဆိုတော့ဒီမှာဆိုရင်ကျမတို့အလျားเนาะကျမပုံလေးဆွဲလိုက်မယ်ဒီလိုမျိုးเนาะဒီမှာဆိုရင်ဥပမာဒါက9ပေရှိတဲ့9ပေရှိတယ်ဒီဘက်ကိုကြတော့ကျမတို့ဥပမာ3ပေရှိမယ်ပေါ့เนาะဒီထုလေးကကျမတို့ကဟိုလောက်သွားမယ်ပေါ့เนาะ3လက်မလောက်လောင်းမယ်ပေါ့အဲ့အမျိုးဆိုရင်ဘာရှိလာပြီ3လက်မထဲမှာဘာချိုးသုံးလဲဆိုတော့14ကိုသုံးလိုက်မယ်ဥပမာเนาะကျမတို့14ဆိုတဲ့ဘီလက်မြေတရွတ်ကိုလောင်းမယ်ဆိုရင်သူ့မှာဒူးတယ်ပါလာတာမဟုတ်လို့အလျားဖြစ်တဲ့3ပေရဲ့အနံဖြစ်တဲ့3ပေရဲ့သူ့ရဲ့ထု3လက်မဆိုတော့ပေပြောင်းခြင်း12နဲ့စားမှာပေါ့เนาะစင်းနဲ့စားလိုက်မယ်ဆိုရင် तू ကဘာထွက်လာလဲဆိုတော့ကုဘထွက်လာလိမ့်မယ်ကုဘပေဒီမှာဆိုရင်3 4လီ12 9 3လီဆိုတော့21/4ပေါ့เนาะကုဘပေရမယ်ဒီ
100မှာဆိုလို့ရှိရင်14နဲ့ဖြောမယ်ဆိုရင်ဘီလက်မြေက2250ပေါင်ကုန်မယ်တဲက100ကုန်မယ်သရုပ်လုတ်သားကဖြောဆက်ဖို့အတွက်4ယောက်ကုန်မယ်နော်4ယောက်ကုန်မယ်ဆိုရင်21/4မှာဆိုရင်ဘယ်လောက်လဲဆိုရင်ကျမတို့တွက်ရမှာတွက်ပြီးတဲ့အခါမှာသူဖြောဆက်လုတ်သားပဲပါတယ်သူကပယံမပါဘူးဒီဟာကိုဖြောဖို့အတွက်ပဲဒီအပုံကြီးကိုသူကဖြောဖို့အတွက်ပဲဒီထဲကိုပြန်လောင်းပြီးထပ်လောင်းမယ်ဆိုလို့ရှိရင်အချောဖို့အတွက်ဒီမျက်နှာပြင်ချောဖို့အတွက်ဘာညာဆိုလို့ရှိရင်သူကနောက်ထပ်ပယံကိုအထွေထွေကုန်ကြစိမ့်နေနဲ့ထပ်ပြီးတော့ထည့်ပေးရမယ်ပေါ့နော်ဒီပယံလုတ်သားအတွက်ကိုထပ်ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်နော်ဟိုကျမကတော့ဒီမှာဒီကွန်မန့်မေးထားတာကိုပြန်ဖြေပေးတာပါကွန်မန့်မေးတဲ့မေးခွန်းတွေပေါ့နော်ကျမရဲ့အဖြေနဲ့ဒါအဆင်ပြေလားပေါ့နော်အဆင်မပြေဘူးဆိုလဲထပ်မေးလို့ရပါတယ်နော်ကျေးဇူးပါအဲ့တော့ကျမရဲ့ဒီ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်